အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြပေးထားတဲ့နိုင်လေးကတော့ AC6305MC နိုင်လေးပဲဖြစ်ပါတယ်အတွင်းနိုင်တော့ကတော်ဒီ3လုံး chronograph function ပါတဲ့နိုင်လေးလည်းဖြစ်ပါတယ်ဒီ model တွေမှာများသောအားဖြင့်တွေ့ရတာကတော့ဒီအပေါ်ကွေမတန့်တော့တာများတယ်ပေါ့နော်ဒီနိုင်လေးကတော့ထူးခြားခြားအပေါ်ကွေလည်းတန့်ပါသေးတယ် condition တော်တော်လေးကိုတန့်တဲ့နိုင်လေးဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုထဲမှာလည်းတေချာလေးရိုက်ပြပေးထားပါတယ်နိုင်ရဲ့ case and strap ကတော့ stainless steel နဲ့လုပ်ပေးထားတာဖြစ်လို့ဒါချွေးစားမှာပူကြမလို့ပါဘူး case diameter ကတော့ 45mm thickness ကတော့ဒါ 13mm ရှိပါတယ်ဒါတော့သူရဲ့ store function လေးကိုစမ်းပြပေးထားတာဖြစ်ပါတယ်သူ့ရဲ့ဆက်ကတော့ Seiko Epson caliber YM92 ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ storage သုံးတဲ့အခါမှာဆိုလို့ရှိရင်သူကတစ်ချက်ချင်းခုံတာမဟုတ်တော့เนาะဒီပုံနဲ့ကလူတောက်လျှောက်လေးသွားတာဖြစ်ပါတယ်ဘောကလောက်ကတော့ start stop ဖြစ်ပြီးတော့အောက်ကကလောက်ကတော့ reset ဖြစ်ပါတယ်ကျွန်တော်တို့ capital H အနေနဲ့ကတော့ဒီ error key နဲ့အလုံးတန်လေးတွေကိုရှာဖွေပြီးတော့ရောင်းချပေးတာဖြစ်လို့စိတ်ချယုံကြည်စွာဝယ်ယူအားပေးနိုင်ပါတယ်